မနက်ဖြန်၄ရက်နေ့တနင်္ဂနွေနေ့မှာရွတ်ဆိုရမယ်ငွေဝင်ဂါရာလေးတစ်ပုဒ်ကျွန်တော်မျှဝေချင်တာဖြစ်ပါတယ်ခင်ဗျလက်ရှိရောက်နေတဲ့ကာလမှာငွေကြေးနဲ့ပတ်သက်လို့များခက်ခဲလေးတွေကြုံနေရမယ်ဆိုရင်ငွေဝင်လက်ရွှင်စေဖို့အတွက်လက်ပွင့်စေဖို့အတွက်ဒီဂါရာလေးကိုမိတ်ဆွေရွတ်ဆိုလို့ရပါတယ်ဂါရာလေးကအရင်ကရိုးရှင်းတယ်လွယ်ကူတယ်လူတိုင်းဒီပါလိုက်ပြီးတော့လုပ်လို့ရမယ်ဆိုတော့မနက်ဖြန်၄ရက်နေ့တနင်္ဂနွေနေ့တလပိုင်း၄ရက်နေ့တနင်္ဂနွေနေ့မှာဒီဂါရာလေးနဲ့ရတရာလေးကိုရွတ်ဆိုပြုလုပ်ပြီးတော့မှမိတ်ဆွေတို့အတွက်ငွေကြေးလက်လာပါတွေပွင့်လန်းစေရန်အလုံးကဒီရတရာလေးနဲ့ဒီဂါရာလေးကိုတေချာလေးရွတ်ဆိုပြီးတော့မှရတရာလေးပြုလုပ်ပေးပါခင်ဗျဒီကြရလေးကိုကျွန်တော်မျှဝေပေးချင်တာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်အားပေးနေတဲ့သူတွေတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်ဂါရာလေးကိုကျွန်တော်မျှဝေပေးပါမယ်ခင်ဗျဂါရာလေးရုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ပတ်စံအိတ်လေးလိုတယ်ဗျာကိုအမြဲတမ်းကင်လေးကင်ထားရှိတဲ့ပတ်စံအိတ်လေးပတ်စံလေးတွေအနည်းနဲ့အများလေးရှိထားမယ်ဒီလိုနေထားလေးဒီမှာကိုယ့်ရဲ့ပတ်စံအိတ်လေးကိုညာဘက်လက်လေးကနေကင်ရမှာဖြစ်ပါတယ်ညာဘက်လက်ဖွားလေးပေါ်မှာကိုယ့်ရဲ့ပတ်စံအိတ်လေးကိုတင်ထားရမယ်ပေါ့ဗျာဒီလိုတင်ထားပြီးသွားပြီဆိုရင်ဘယ်ဘက်လက်လေးကအပေါ်ကနေအုပ်ရမယ်အုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က6កောက်ဒီဂါရာလေးနဲ့မန်းရမှာဖြစ်ပါတယ်tu que todo ha tu 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 que todo ha ဒီလိုပုံစံမျိုးလေးကျွန်တော်တို့မန်းရမှာဖြစ်ပါတယ်ခင်ဗျာဒီညာဘက်လက်ဖွားလေးပေါ်မှာပတ်ဆိုင်လေးတင်ပြီးဘက်ဘက်လက်လေးနဲ့အုပ်ပြီးတော့မှtu que todo ha ဆိုပြီးတော့6កောက်ရွတ်ဆိုပြီးမန်းမှုတ်ပြီးတော့မှငွေကြေးလက်လာပါပွင့်လန်းပါသည်ဆိုတဲ့အကြောင်းငွေဝင်ပါသည်ဆိုတဲ့အကြောင်းလေးဆုတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျဒီဟာလေးကတလပိုင်း4ရက်နေ့မှာပဲပြုလုပ်လို့ရမယ်ရတရာလေးဖြစ်ပါတယ်ဒါလေးကိုကျွန်တော်လာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့အနေနဲ့ကကျွန်တော်ဒီမှာဘင်းလာရောက်ပြီးမှမေးမြန်းနေတာတခုခုရတရာဆောင်စီအနေဆက်သွယ်နေတာရှိလို့ရှိရင်ဒီတလပိုင်း6ရက်နေ့ထိကျွန်တော်ဟော်ကန်ကိုလာလို့ရပါသေးတယ်ကျွန်တော်ရန်ကုန်တောင်ကလာပါ9ရက်ကွက်တကောင်း2လမ်းအိမ်နံပါတ်45မှာရှိနေပါသေးတယ်ခင်ဗျကျွန်တော်10ရက်နေ့ကျလို့ရှိရင်တော့ဘန်ကောက်ကိုသွားမှာဖြစ်ပါတယ်ရက်20ကျော်လောက်ဆိုကျွန်တော်ဘန်ကောက်ကနေပြန်ရောက်ပြီးတော့မှမန္တလေးကိုသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ရန်ကုန်ကသူတွေအတွက်ကတော့ဒီတလပိုင်း6ရက်နေ့ထိပဲရန်ကုန်မှာပဲကျွန်တော်ရှိနေပါတော့မယ်မန္တလေးမှာကျွန်တော်2လ3လလောက်အကြာဟော်ကန်ဖွင့်မှာဖြစ်ပါတယ်ခင်ဗျာမန္တလေးဟော်ကန်လိပ်စာလေးကိုလည်းကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးပါအောင်မယ်ခင်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်က3993533835ပါလူတွေမေ့နေကြမှာဆိုလို့တတိပေးတာဖြစ်ပါတယ်ခင်ဗျာအကောင့်တူပါလည်းတတိထားပေးပါခင်ဗျာ